များဆုံး စိတ်နဲ့ကြာရည် စိတ်တက်ကြတာတော့အများဆုံးဘယ်လိုပြောမလဲဆိုတော့ခါရရတော့ကြာတဲ့ဖြစ်တဲ့အချိန်တွေမျိုးတော့ဖြစ်တယ်ပဲ။မြန်ရင်တော့စိတ်တက်ကြနေမျိုးတော့မဟုတ်ဘူးဗျာ။ခါရရနေလို့မျိုးကြာတဲ့နေရာများတာတော့ဟိုမှာမျိုးမြန်နေပေါင်းနေလူရကိုပင်နာမရှိရတဲ့ခါမျိုးဟိုလုံနေရာတကူကမအောင်မြင်တော့တဲ့ခါမျိုးဆိုရင်တော့စိတ်တက်ကြနေဖြစ်တယ်။ အထီးကျန်တာနဲ့မရောနေတယ်လို့ထင်တယ်တည့်မဘယ်လိုပြောမလဲတစ်ခါလေးကြတော့ကွာကိုယ့်ကိုအဲ့လိုမျိုး loneliness ဖြစ်တယ်လို့ကွာတည့်မှာငါတို့ကွာ loneliness ဖြစ်တယ်ကွာကိုတယောက်တည်းလို့ခံစားရတယ်တည့်မလားဘယ်လိုပြောမလဲကိုနားမှာအများနဲ့ရှိနေမယ်လို့ထင်တဲ့လူတွေမရှိဘူးအပေါင်းအသင်းဖြစ်မယ်မိသားစုဖြစ်မယ်တည့်ကိုတယောက်ကိုလိုတဲ့ချိန်နဲ့ကိုတယောက်တည်းလို့ခံစားရတယ်အဲ့ဒါကအထီးကျန်တာကွာအထီးကျန်တဲ့ခံစားချက်ကတော့ဖြစ်နေဖြစ်တာရှိမယ်ထင်တယ်တည့်လို့ဆိုငါတို့တယောက်တည်းဖြစ်တဲ့အချိန်တိုင်းစိတ်ထဲကြမနေဘူးလေဟိုဆောင်းတဲ့တူကြီးပြန်လာတော့တကောင်နေပဲအဲ့ဒီမှာစိတ်ထဲကြမနေဘူးပျော်ရွှင်မြူးမြူးချင်းတေးနဲ့ပြန်လာမှာပဲဟုတ်အဲ့လိုဆိုအဲ့နှစ်ခုမတူကြဘူးခံစားရတဲ့ခံစားပုံချင်းတော့နည်းနည်းလေးတော့ဆွေးဆွေးလေးပေါ့ဒါပေမဲ့စိတ်ထဲကြတာကြတော့အဲ့လိုမျိုးခံစားလို့မကောင်းဘူးထီးကျန်တာနဲ့ခံစားလို့ကောင်းအထင်ပြောတာကွာဒီချင်းနာတော့မဲဝါဒီတာပေါင်းတယ်ဆဲရင်ဆဲမယ်ကွာဒီမူးလိုက်အဲ့ကောင်စားဘူးပြီးလဲဆဲရင်ဆဲမယ်ဒီကဒီဒါမှမဟုတ်ရင်ဖွင့်လို့ရစိတ်တက်ကြတာကြတော့အဲ့ဒါကြီးကမလုံနိုင်တော့မင်းတကယ်စိတ်တက်ကြအဖြေလည်းမရှာနိုင်တော့ဥပမာကွာအပေါင်းတဲ့နေရာငါ့ကိုမပေါင်းတော့လို့ထားတော့ဒါမှမရှိရင်မိဘတွေကဂယုမဆိုင်လို့အဲ့ဒါမင်းကဘယ်လိုပြောမလဲတရားရက်ကိုတခုခုမင်း action လုပ်နိုင်နေတယ်ဒီလူပုံချတာကွာအပြစ်တင်တယ်ကွာဒီကောင်ကြောင့်ပေါ့ဘာပေါ့ပြောနေတယ်အဲ့မင်းကြတယ်မင်းနည်းနည်းဘယ်လိုမင်းရမဘယ်လိုလုံးနေဖြစ်တယ်မင်းအထီးကျန်တာတော့မင်းဒေါသဖြစ်နေတာမျိုးโอเคဒါမှမဟုတ်ရှင်လည်းအဲ့လိုမျိုးနည်းနည်းတစ်ဖက်လက်အဲ့လိုနာကြီးနေတာမျိုးဒါမှမဟုတ်ရှင်လည်းတကယ်ကိုရဲ့မှာကိုကြုံလူကြီးရတဲ့ပတ်သက်ပြီးအဲ့လိုဖိန်ဖြစ်တဲ့အားမျိုးကိုမင်းထုတ်ဖော်နေတာကွာတကယ်ဒီ press ဖြစ်တယ်ဆိုလို့ရှိရင်ဘာမှမလုပ်နိုင်တော့တာကွာဘာမှမလုပ်နိုင်တော့ဆိုပြောရအောင်ဥမာအဲ့အောက်ကိုဆင်းပြီးတော့ပြည့်မလားဥမာဗါလဲကိုစားခြင်းနဲ့ဈေးတဲ့အင်ရှိရဖက်သွားရင်တော့မှအဲ့အောက်ကိုဆင်းပြီးတော့အဲ့လိုခေါ်ဖို့ထိတော့မှဆန္ဒမရှိဘူးဟုတ်လားအရင်ပိုက်စားနေတော့မှထမင်းတော့ခူးရမှာတော့မှထားလို့ခြင်းလည်းမရှိဘူးကိုပြောရရင်ကွာဒီတခါလေးဆိုဒီလိုထိုင်နေညနေပြီးတော့ဒီလိုကြောလေးဆက်မှုတော့မလုံးမိရတဲ့ဒီတိုင်းထိုင်နေမိတယ်ပေါ့အဲ့ဆိုလေအဲ့ရတယ်အဲ့လေဟိုဘက်ဒီဘက်တော့လှည့်ပြီးချင်မှလှည့်ပြတာပေါ့ရီတော့ထားမတော့မိဘူးပေါ့ဒါဆိုတခုခုကြည့်နေရလားဆိုအဲ့လိုလေအောင်ဆိုင်လို့မရဘာဖြစ်နေဒီတိုင်းလေးဒီကဗလာကြီးထီးကျက်နာကြတော့ရှိသေးတယ်ဘာရှိလဲဆိုကိုရှိတယ်ထင်ငါထင်တော့ကိုရှိတယ်ကွာလို့ရမှာငါရှိတယ်ဘယ်သူမှမရှိဘယ်သူမှဘာလို့မရှိရလဲဒါလုံးငါတယောက်တည်းလေ right ကိုကကြောင့်မဟုတ်ဘာမှမရှိလို့ခံစားနေဒါဆိုကိုဘာမှမတက်နိုင်တော့ကိုဘာမှမတက်နိုင်ကိုဘယ်လိုမှမတွန်းနိုင်ဘူးခုကြုံတွေ့နေရတာဒီဟိုမှာစောက်ပဒနာတွေဖြစ်ရင်ဖြစ်မယ်အခက်ခဲတွေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်အဆင်မပြေမှုတွေဖြစ်ရင်ဖြစ်ဒါမှမဟုတ်အဲ့လိုနာကျင်စရာတွေအဲ့လိုပင်ပန်းမှုတွေဖြစ်ရင်ဖြစ်မယ်တာပါတော့အများကြီးပေါ့အဲ့လိုမျိုးတစ်ခုခုကြောင့်ကိုဘာမှမတက်နိုင်တော့ဘူးဆိုတဲ့အချိန်ကျမှစိတ်တက်ကြတာလို့ထင်တာပဲတူလာတကူကဘာလို့လဲဆိုအဲ့လိုပြင်ပအဲ့လို outside force တခုခုနဲ့ပြန်တွန်းလို့မှရအောင်တဲ့အဲ့လိုထင်တာပဲတောင်းညင်ပါပဲဒီကတောင်းညင်လူတွေပေါ့ကျွန်တော်ကြောက်လို့မျိုးလေအဲ့ခံစားချက်နှစ်ခုအများရောထွေးနေတဲ့တော့ဘယ်လိုပြောမလဲဘယ်တစ်ခုကဘယ်တစ်ခုအတွက်ဟောဘယ်တစ်ခုနဲ့ဘယ်တစ်ခုကဘယ်ဟာဆိုတော့တခြားကိုယ့်ကိုပြန်ပြီးပေါ်မထုတ်နိုင်ငါတစ်ခါရရင်အကြီးကျယ်နေရလားငါတစ်ခါရရင် depress ဖြစ်နေရလားအဲ့နှစ်ခုကိုကျွန်တော်တခြားစဉ်းစားလို့မရဘူးခါကျရင်ကိုယ့်ကို AI မှာလဲနေပြီးတော့ဘာမှမလုပ်ဘဲနဲ့တိုင်းလဲနေတဲ့အချိန်တွေရှိတယ်ဗျအဲ့ဒီအချိန်မျိုးမှာဆိုရင်ငါဘာဖြစ်နေလဲကိုယ့်ကိုစဉ်းစားနေတဲ့အချိန်မျိုးရှိတယ်ဗျအဲ့ဆိုဘယ်လိုအားရနေဆိုရင်တော့ဘယ်လိုမျိုးအဲ့ဒါအလင်းများတယ်လို့ထင်တာပဲဘာလို့ဆိုခဏပဲလို့ကွာအထီးကျန်တယ်ဆိုတဲ့ကိစ္စတကယ်တော့အထီးကျန်တာကွာပြောချင်တာကွာဥမာထားပါတော့မင်းကမင်းတို့ရက်ကွက်ထဲမှာဥမာထားပါတော့ဒီရက်ကုန်ရှိဂိမ်းဆိုင်ရှိမင်းအဲ့ဒီကိုသွားလိုက်မင်းအလို့ဆုံး2ရက်ပဲသွားမင်းပတ်ဝန်းကျင်တခုရတာပြောချင်တာမင်းထီးကျန်တဲ့ကိစ္စဖြေရှင်းလို့ရကိုကုံပြောမယ်ကွာမင်းပတ်သက်300အဲ့ကလေးထဲသွားလိုက်ကြီးပြီးသွားလိုက်စော်လေးနေတာပါရှိဘာပြောချင်တာအထီးမကြံခြင်းလို့ကလာလေးပြဝယ်လို့ရတာဒါမှမဟုတ်ရှင်လည်းဥမာကွာလမ်းထိပ်မှာဆိုင်ရမ်းလိုက်ချက်ဆိုးနေတယ်ပြောထားပါသူတို့ကြားထိုးနေတယ်မင်းတော့ထိုင်ကြည့်
အဲ့ဘိန်းနဲ့တော့ပြီးဖို့မင်းထီမိကြအောင်ထီမိကြံတာဖြည့်ရှင်းလို့ရဒီ press ဖြစ်တာကြတော့ဘယ်လိုပြောမလဲကိုမထနိုင်ကွာဆွဲထူကိုနည်းနည်းလိုနေတယ်လို့ထင်တယ်အဲ့လိုအခြေအနေကွာအဲ့တော့ကြတော့အဲ့လက်ခုကိုကမတီးဘူးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကိုကနည်းနည်းအထီးကျန်လို့စိတ်လေးကအဲ့လိုစစ်စစ်လေးဖြစ်နေပြီဆိုရင်စိတ်နဲ့ကြဖို့ပဲကိုကမတီးတော့စိတ်နဲ့ကြပလိုက်ရောဒါကစိတ်ကအဲ့လိုလွယ်လွယ်ကြီးကြရတဲ့အကျင့်ပြီးလို့မဖြစ်ဘူးတည်ဒါပေမဲ့အဲ့တခုကိုကြောက်လို့စိတ်ကလည်းရင်ပါဝါရင်လည်းအဲ့လိုကိုရင်ကိုဟိုဒီစိတ်ကြပြီးသွားပြီလို့ပါပြီးတော့တုတ်ပြီးသားပြီးလို့စိတ်ကြတာပြီးတယ်ဒီ press ပြီးတယ်စိတ်ကြတာတော့တော်တော်ဆိုးတယ်ထီးကျန်တာခဏပြောလို့ဖြည့်ရှင်းလို့ရနောက်ပြီးတော့အထီးကျန်တာကတကယ်လို့ပြဿနာမရှိဘူးဆိုတာဘယ်လိုပြောရမလဲအရင်ကြီးမနေမှာမတင်လားမင်းငါတရားပဲဖြစ်နေတယ်ဘာမှမရှိဘူးโอเคတရားလို့လားမင်းမြင်ဖြည့်ရှင်းလို့ရရန်ဖက်ခဲမဟုတ်ဘဲနဲ့ငါတို့ခဏပြောလို့ဖြည့်ရှင်းလိုက်လို့ရမင်းဒီကျန်နေတာထီးကျန်နေလို့ပြဿနာတက်နေမှာလားအဲ့ဒါဖြည့်ရှင်းလို့ရတယ်ကွာငါတို့အဲ့လိုဒါမှမဟုတ်ဘဲနဲ့ deep press ဖြစ်တဲ့လူကကြတော့မလို့ဘူးကွာသူကကြတော့ပြဿနာကြီးအများကြီးမရှင်းနိုင်တော့လားတည်မသူလုံးနိုင်ဆိုကုန်ပြီအဲ့လုံးနိုင်ဆိုဘာမှမရှာရှင်တော့တာကွာသိရမလားဒီတိုင်းအိတ်နေတုံးလေးတိတ်လေးတီးသွားရင်ကောင်းမှာပဲလို့တွေးမိတယ်တချို့ကြတော့အဲ့ဒါကိုတော့မစောင့်နိုင်တော့ပဲနဲ့တီးကျင်းရစီကိုကတော့လိုက်တော့တယ်ဆန္ဒမအိတ်ရဲ့ဘယ်မှဘုံတော့ခုံချလိုက်တယ်တည်မန္တာမှာသွားတယ်ခုံချပလိုက်တယ်ကျန်ဆင်းသွားတယ်ဘယ်မှတော့မရှိနေဘူးဒါပေမဲ့ဘာမှမစက်မလုပ်ချင်တော့လို့တခုခုလုံးလိုက်တယ်ဆိုတော့အဲ့ထီးကျန်ဒီ press နဲ့တက်စီတီးတော့တက်စီပေါ့ဒါပေမဲ့အဲ့နှစ်ခုကိုရောတယ်ဘယ်လိုချင်မှသူတို့ကတော့ maybe အဲ့လိုမျိုးဟိုထီမိကြဘောကမှာဖြစ်နေတယ်ဒါပဲဘယ်လိုရမလို့တော်တိုင်းကာလာအိမ်နဲ့စပဒနာလေးစတက်ပြီးယောက်ျားလေးမှာဆိုအိမ်ကစဆင်းပြီးတည်မလားအပေါင်းတင်းနဲ့အိမ်နဲ့ကြားထားတော့ရီးစားရွယ်ထားရတာဆိုရီးစားနဲ့အိမ်နဲ့ကြားနောက်ရှိတော့ကိုနဲ့အိမ်နဲ့ကြားကိုနားလေယုံကြည်ရာနဲ့အိမ်ရလူတွေလက်ခံသဘောပေါက်ထားတာနဲ့ကြားအများကြီးပြလိုက်တက်လာပြီအိမ်ကဆင်းမယ်လို့တည်မလားအဲ့လိုဖြစ်လာပြီးတည်မလားဘာလို့ငါ့ကိုချီနှောင်ထားတာလဲလို့အဲ့လိုချိန်နေစဖြစ်တဲ့အချိန်မှာဆိုရင်အဲ့လိုပူခံစားရတယ်ဘာလို့ဆိုကြတော့ကိုယ်ပိုင်အဲ့လိုကိုယ်ပိုင်ခံယူချက်တွေရှိလားရရနာမနေလို့လားဒီမှာအိမ်ကနေပြီးတော့တားကြည့်ချောင်းသွားဒီဟာလုပ်တင်တယ်ကောင်းမယ်ထင်တာလေးတွေအရင်ပေးတယ်ပြီးတော့ဆိုကောင်းမယ်ထင်တာပေးတာကွာဘာလို့သူတို့အနေနဲ့ကောင်းမယ်လို့ထင်တဲ့ဟာကိုပေးတာစေတနာကတော့သိကြတယ်ဒါပေမဲ့အဲ့ကလုံးဝရလုံးကြီးမှမမေလို့ငါလည်းမယုံတိကျသူတို့ကောင်းမယ်ထင်လို့ပေးတာမင်းလည်းစင်ပြင်ပြီးရှိမယ်ငယ်တော့ညမသိဘူးဘာလို့ဆိုကြတော့ကိုယ်ပိုင်လိုချင်တာမရှိဘူးမှတ်ထားပါတော့ကွာ secret တောက်တယ်ကွာမငေါကြောင်းမှာတော်ရိုင်းနဲ့ငါဂိုချင်လို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအိမ်လာကြမှာဖြစ်ဖြစ်အိမ်ကလူတွေမသိအောင်ရက်ကွက်အဲ့လိုကြောင်းတယ်ကြောင်းစိတ်သွားခုတ်သောက်ကြတယ်အဲ့ဒါဒီတိုင်းလက်တဲ့ဆန်းလားမင်းကိုယ်ပိုင်ကြိုက်တဲ့ brand ကိုယ်ပိုင်ကြိုက်တဲ့ taste မရှိသေးဘူး coffee ပဲဖြစ်ဖြစ်လက်ဖက်ရည်ပဲဖြစ်ဖြစ်အဲ့ချိန်မှာကျတော့မင်းတို့ကြိုက်တဲ့စိတ်လေးတိုက်ရကြိုက်တဲ့ coffee အဆင်ပြေတယ် okay ဒါမှမဟုတ်ဘူးမင်းကြိုက်တယ်ဆိုတော့ဟောင်မဲမရှာတွေ့ပြီဆိုတဲ့အချိန်ကြသူတို့ကခါလိုက်တဲ့ဒီလိုပဲသူတို့စင်ပြေတိုက်မင်းမရမစင်ပြေမင်းလည်းမခံနိုင်ဘူးအဲ့ချိန်မှာဘာလို့ငါ့ကိုနားမလဲတာလဲဖြစ်လာမင်းရှင်းပြသူအနေနဲ့ကြလဲ coffee is coffee မင်း coffee ဟုတ်တာမဟုတ်တာမသိဘူးစစ်လိုက်အဲ့လိုချင်းနေဒီမှာဆိုဘာဖြစ်လဲဆိုခက်လာလို့မတူတော့လေသူအနေနဲ့ကြလဲမင်းကိုပေးတယ်ကွာတိုက်တယ်ကွာဟုတ်လားမင်းကလည်းမခံအဲ့ဒါကြဘာဖြစ်လဲဆို okay ပေးလဲပေးရတယ်ကွာစောက်နေပြောနေဆိုရင်ဒါတော့ချင်းလေးကွာလူဆိုတာအတ္တဝါဒီပြောကွာအဲ့တော့မင်းသားမမနေဘူးအဲ့ချိန်ကျတော့အဲ့လိုဘူးငယ်ဘာပြန်ဖြစ်လဲဆိုတော့စာတီးကြပါတည်လားအဲ့တိုင်းလည်းမဖြစ်ချင်ကိုဖြစ်ချင်တဲ့ဆိုင်ရငင်းရှိတယ်ဥမာထားပါတော့ကွာလာစီချင်တယ်ဒါပေမဲ့အဲ့လိုဆောက်လို့ကော်ဖီလုပ်ပြီးကြိုင်ဝင်လာလဲညကိုလိုချင်တဲ့ကော်ဖီလုပ်ပြီးလည်းဖြစ်ရအောင်လာလဲလာအဲ့လိုမျောလင့်နေရပါတကယ်တော့တချို့ခါကြီးကစောက်ပတရာကိုဒီ press ဖြစ်တယ်ဆိုတော့ကျတော့လူမျိုးဘယ်လိုပြောရမလဲကို့မှာငယ်တော့လည်းအဲ့လိုမျိုး trauma တွေရှိနေဒါမှမဟုတ်ကိုယ့်ရဲ့မှာဘဝတွေအရှိတရားရှိကို control လုပ်လို့မရတဲ့ကိစ္စကြီးမှကောက်ကိုထည့်တယ်ခဏပြောတယ်ဆက်လေးတောက်တတ်တာတို့ one စားတတ်တာတို့ coffee ဆွဲတာတို့အဲ့ကောင်တွေပြောတော့မဟုတ်ဘူးလဲဆိုဥမာငယ်လေးကမင်းကိုတယောက်ကဥမာထားပါတော့ကွာမင်းဝါတယ်
တားမဲလိုက်တာလို့ပြောတယ်ငါဆိုအဲ့လိုဘော်ရှင်းမျိုးမကြိုက်အဲ့လည်းငါဘူးမငါအဲ့လိုမလုပ်ဘူးအဲ့လိုလည်းငါလုံးဝဒီဆိုငါဘယ်ကိစ္စလဲငါဝင်ပြောတယ်အဲ့နဲ့ပတ်သက်ရင်လုံးဝလည်းမခံချစ်လို့ဖြစ်စီမပြောနဲ့ဟုတ်လဲဆိုအဆင်ပြေဘူးပါနော်အဲ့လိုချင်းနေမျိုးအဲ့ဒါကိုထားပါတော့ကိုကြိုက်တယ်ကိုဒီကောင်မလေးကြောက်ဆောင်းသဘောကျသဘောကျနေပြီဒါပေမဲ့ကိုစိတ်ထဲမှာအဲ့ထည့်ထားပေးရရှိနေပြီငါဟာအသားမဲတော့လားတည်ရမလားငါကြီးကတည်ရမလားလူကြီးမဲမဲတူတူကြီးပေါ့အဲ့ဒါကြီးတယ်သူတို့ချစ်လို့စားတာပဲဖြစ်ဖြစ်ကိုစိတ်ထဲဆွဲနေပြီအဲ့ဒါကိုယုံကြည်ချက်ကနံပါတ်1ယုံကြည်ချက်ကရောနေပြီနံပါတ်2သူကိုယ်တိုင်ကအဲ့လိုမျိုးပြောတယ်ဆိုရင်စဉ်းစားကြည့်အဲ့ဆိုရင်ဘာဖြစ်လာလဲဆိုတော့ကိုစက်ကွန်ပြန်ပြောက်စက်ကွန်ပြန်ပြောက်လာပြီးတော့နောက်ပိုင်းဘာဖြစ်လဲဆိုငါတော်တော်ဟောဖြစ်တဲ့ကောင်ပဲဘယ်စောမှကြိုက်တော့မဟုတ်ဒါစောကိစ္စတစ်ခုပဲပြောတာကွာဟိုမှာတော့ငယ်ငယ်လေးအမြန်ငါတော့စောက်ဆုံးမကြရကွာအဲ့လိုဆိုရင်โอเคရပြီကြောင်းတက်တယ်ကြောင်းမလဲရှာမတွေကလည်းငါတော့စောက်ဆုံးမကြတယ်ကွာโอเคဒေါ်လာလေးဘလုံးကကြမယ်ဘာပြောမလဲငါတော့စောက်ဆုံးမကြတယ်ကွာစဉ်းစားကြည့်အဲ့တခြားမင်းကြည့်လာတဲ့ဘဝနဲ့အကုန်လုံးကမင်းဒါမျိုးရပြောခံနေရမှာကွာဟုတ်လားအဲ့လိုချိန်မှာじゃဘာဖြစ်လဲဆိုတော့ခက်လက်ပဲအထီးကျက်လာတဲ့ခက်စင်စင်လေးတူဒါမှမဖြစ်လို့ဒီဟာငွန်းကျက်လာတာပါတော့လူတွေကိုလိုချင်တယ်လူတွေထွက်မတော့ဒါပေမဲ့မင်းထွက်ပြီးတော့ပြောချင်တာဘယ်လောက်ဝေးပြေးရဲဆိုတာစိတ်ချင်နေတဲ့ဆိုင်စိတ်အရှိန်နဲ့ဆိုင်ပဲကွာဟိုမှာတချို့ကျတော့လေအလိုငူရတခုလက်တွေပဲရှောက်လုပ်လိုက်ပြီးတော့ငယ်ရွယ်နဲ့ဒိုးရတဲ့ကောင်အများကြီးကွာဟုတ်လားဟိုတော့ကောင်းနေတယ်အဲ့ဒါကာရိုတော့မှတော့သူဒိုးရတာပဲသူပြောနေတယ်ပဲဒါပေမဲ့သူမှနားမလည်ကြဘူးပါတယ်မိစုတော့ပိုက်တော့ပါအဲ့လိုပြောကွာထုတ်ပေါ်နေလိမ့်မယ်ဒါပေမဲ့လူတွေကိုလည်းသူမကျင်နဲ့နေအဲ့လိုချင်းနေရှိတယ်ဟိုကောင်အထီးကျန်တာကြလူတွေကကိုယ့်စီထော်သွားကြတယ်လို့ခံစားကြကြမဟုတ်လူမနေနိုင်တော့ရမ်းမွန်းကြလာတာမပုံမင်းတစ်ခုဘလုံးမနေချင်တော့ဘူးမမိသားစုအိမ်နဲ့ဖြစ်စီဘလုံးမနေချင်တော့ဘူးအခြေတစ်ခုဖြစ်စီဘလုံးမနေချင်တော့ဘူးစက်တိုင်တစ်ခုဖြစ်ဘလုံးမနေချင်တော့ဘူးဘာတစ်ခုကကိုရတာလေဘွာရဲ့ကိုမလူချင်တော့ဘူးအဲ့ဒီအရာတွေအကုန်လုံးကိုတော့ဘလုံးမပြောချင်တယ်မကောင်းဘူးနေချင်တာလည်းမကောင်းဘူးနေလည်းမနေနိုင်တော့ဘူးဘလုံးနည်းနဲ့ထွက်သွားမလဲဆိုစူးစမ်းမိတဲ့အဆင့်ကြီးရောက်ကုန်ဘလုံးကိုင်းတော့မလည်းကိုမသိတော့ကိုပါမားနေလေအများနဲ့တခုဟုတ်ပြီမားရဲ့ကိုအများနဲ့ငါမားပဲလို့တော့အမြင်နဲ့ငါဆောက်တယ်လေငါဆောက်တော့မကြဘုံတော့ငါပဲငါတော်တော်ကိုငါအဲ့ဒါတခုလိုမြင်လာပြီဆိုရင်မဖြစ်ရှင်းတော့မကိုဖြစ်ရှင်းဖို့အတွက်ဥမာနီးလည်းစဉ်းစားရပဲထားကိုကအဲ့လိုလေငါလည်းမမပါပဲကွာငါဆောက်တော့မှမကြတယ်ဆိုရင်ဆွဲနေပြီသားအဲ့တော့မင်းရတဲ့တရားမှန်နေတော့မလို့မရဘူးမင်းကအဲ့လိုယုံကြည်မှုမျိုးပြန်ပြီးလူဆောင်မျိုးလည်းမရှိဘူးဘာလို့ဆိုကြမင်းမရဲ့မင်းဘာပြောမလဲဆောက်တော့ကြတယ်ကွာဒါပဲလားအဲ့တော့အဲ့ဒါကြီးကိုလိုရင်းလို့ကြောင့်မင်းကကောင်းတဲ့ဟာလမ်းလာလေးတွေ့တော့မင်းကအကုန်ခုရတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ထပ်တော့မခံကျင်တော့ဘူးငါလည်းလုံးသက်ပြရပြီအဲ့လိုချင်းနေရောက်သွားမယ်အဲ့တော့ငါယုံကြည်တာတော့လိုတယ်ပတ်ဝန်းကျင်တွေလိုတယ်ပတ်ဝန်းကျင်ဆိုတာလူအများကြီးဖြစ်မယ်ဒေတာကြီးတစ်ခုဖြစ်မယ်ရက်ကွက်တစ်ခုဖြစ်မယ်အိမ်တစ်လုံးဖြစ်မယ်မိသားတစ်စုဖြစ်မယ်လူတစ်ယောက်ဖြစ်မယ်ပုံမင်းဆိုမင်းတို့တက်ရှူလိုက်ရင်မင်းတွေ့တယ်မှာအောက်ဆီဂျင်တက်နေတယ်ညာကြီးစီယူစင်းသွားပြီးတော့မင်းလန်းဆန်းသွားရမယ်မင်းကြည့်သွားရမယ်မင်းအုံးတော်အများကြီးလှုပ်လာပြီမင်းလန်းဆန်းလာတမင်းရှူလိုက်ရင်မင်းကောင်းလဲမူးလဲဖြစ်မသွားစေရဘူးတည်လားမင်းမျက်ရည်ချမလာစေရဘူးအသက်ကြီးကျက်လည်းပဲလေလူကြီးဖြစ်မနေရဘူးကွာအဲ့ဒါဒီပြောင်းလဲဖြစ်နိုင်တယ်တစ်ပစ်လည်းဖြစ်နိုင်တယ်ခွေးလေးကောင်းလည်းဖြစ်တယ်အားမင်းဒါမဲ့တေးရတော့မင်းစီကနေတစ်ပစ်နဲ့လူနဲ့အသက်လဲရှူကြသလိုပဲမင်းစီကကာဗွန်ဒိုင်အောက်ဆိုက်နဲ့တူတဲ့တချို့အဆိပ်တောက်တွေကိုစုပ်ယူပြီးတော့အောက်ဆီဂျင်တက်တန်နေပြန်ပြီးတော့ပေးတတ်တဲ့ပုံစံမျိုး